ကြိုက်ထိုကလှတယ်ဒီနားလေးတွေလည်းအဆင်ပြေတယ်နော်အင်ဂျီကနည်းနည်းတော့တောင်းလာနော်လက်လေးတွေလည်းလှတယ်ဒီမှာရင်ကန်လေးတွေကဆိုချောပြောင်းနေရပဲနော်ဒီနားအိုက်နေရမျိုးတွေမရှိဘူးဒါလေးပဲအပြင်ထွက်နေရလေအထက်ထဲနည်းနည်းပြန်ထည့်လိုက်တခြားနေရာတော့အဆင်ပြေတယ်โอเคကောမိုးကောင်းပင်ပေါ်ကလှတယ်ဒီမှာကာကြီးပုံစံလေးချိုးထားတာလည်းလှတယ်ဒီနားလေးတွေလည်းအဆင်ပြေမှာလက်ချုပ်ချီပြောက်လိုက်ထားတာလေးလှနော်โอเคကောတိုင်းစိတ်ကြီးကလှလိုက်တာလုံးဝနော်လက်တရားအစာပြည့်ပြည့်ရေးရေးပဲလုံးဝဘယ်နေရာမှဟိုနေမရှိဘူးလိုင်းတုံးမရှိဘူးချက်ကက်ကလေးပဲစာလေးတွေကအစာရင်အုံလေးတွေလက်လေးတွေကအစာနော်โอเคကြောင်းကုန်းကလှလိုက်တာနော်ဒီနှခမ်းလေးတွေကအစာစပင်မှာလုံးဝဂလိုးကလတ်တွေဖြစ်တယ်နော်ဟေးလုံးဝဟေးခဏဒီပါစပင်မနဲ့ကိုသိမ့်ပြရမှာကြောလုံးဝဒါလေးတွေလည်းလှတယ်ဒါလေးတွေလည်းလှဒီနားမှာလည်းတစ်မဖြစ်နေဘူးကပတ်လေးကအစာဒီမှာအမွှေးလေးကတစ်ချောင်းထွက်လာနော်အငုံကလှတယ်လုံးဝနော်ဒါကြတော့အဆင်ပြေတာပေါ့ဒီမှာကျိုးပါနေတော့နော်โอเคကိုလက်လက်ဒီပေါ်တင်လို့ရတယ်လို့အောက်ချလို့လည်းရတယ်ကြိုက်တယ်လို့လုပ်လို့ရတယ်โอเคကိုအငုံကလှတယ်နော်လက်လေးကအစမလေးဒီနားလေးတွေကအစလုံးဝမှာဒီနားလေးဆိုစင်းချောဒီနားလေးပဲတစ်ဖက်နဲ့ညီအောင်လို့နော်ဒါလေးအကွာလေးတွေလည်းလှတယ်โอเคကောဘုံရွာကလှတယ်ဒီနားလေးတွေလည်းအဆင်ပြေတယ်ဒါလေးတွေရောနော်ဇာထည့်ထားတာဒီနားမှာတစ်ရမဖြစ်ဘူးကပတ်လေးရောချောပြောင်းတယ်ဘာပြောရမှန်းတော့မသိဘူးโอเคကောကြိုက်ထိုကလှလိုက်တာနော်ဒီကဘာဆင်လဲချင်းစင်လားဒါလေးကလှတယ်ဒီနားလေးတွေလည်းအဆင်ပြေတယ်လက်တုံလေးလည်းလှတယ်ဒါလက်ခတ်လားမြောက်ပါမခတ်ဘူးနော်သူကဇာလည်းသုံးလို့ရတယ်ဒီလိုပုံစံနီးတိုင်းပဲဒီယူတဲ့နီးစနစ်တိုင်းပဲဇာကြီးတွေပဲလေတွဲလောင်းကြီးကြနေတာအဲ့လိုမျိုးလဲလုံးလို့ရတယ်နော်ဒီမှာလုံးဝဘေးနားမှာလှိုင်းတော့မရှိဘူးနော်လုံးဝချက်ကက်ကပ်ပဲโอเคမိုးကောင်းပင်ပေါ်ကလှလိုက်တာနော်ဒီနားလေးတွေလည်းရောင်ချောဒီနားလေးတွေလည်းစီရိနေရပဲမလက်လေးတွေကအစဒါလေးနှစ်ထဲဒါကနှစ်ထဲချုပ်လို့ပေါ့တကယ်လို့တစ်ထဲချုပ်တယ်ဆိုသမီးတို့ဒီမှာနှစ်ခုပူအောက်နဲ့အပေါ်နဲ့ပူပြီးလက်တွဲလိုက်လို့လည်းရတယ်နော်ဒီဟာလေးတွေဆိုလည်းရင်ဘုံလို့ယူခြင်းလားကိုကြိုက်တယ်လို့ယူလို့ရတယ်ဒီလိုပုံစံနီးတူလေးကိုလေနော်โอเคကျိုင်းစိတ်ကြီးလှလိုက်တာလိမ္မော်ရောင်လေးနဲ့နော်ဒီနားလေးတွေကလုံးဝကတ်ချက်အမလေးဘာမှတော့မလုပ်နေဘူးနော်ဒါတစ်ထဲထဲချုပ်ချင်လည်းရတယ်နော်ဒီမှာရင်ဘုံပုံစံလေးနဲ့လုပ်ချင်လည်းရတယ်နော်မလေးအင်ကြီးနဲ့နှခမ်းနေနေရလုံးဝကွက်စတီအေးလှโอเคကိုကြောင်းကုန်းကလှလိုက်တာလုံးဝနော်ဒီမှာဒါလေးတွေကလည်းအစလုံးဝလှတယ်လက်လေးတွေလည်းလှတယ်လက်တင်းနေလားမတင်းပါဘူးเนาะဒီထက်ရောခြင်းလည်းရောလို့ရသေးရယ်เนาะကိုကြိုက်တယ်လို့လုပ်လို့ရတယ်ဒီနေရာလေးတွေကလေเนาะပခုံးကိုတင်းလားမတင်းပါဘူးเนาะโอเคကျန်တဲ့နေရာတွေအကုန်လှလာတယ်เนาะဒီနားလေးဒီမှာလည်းလုံးဝပြည့်ရည်သူ့ဟာပေါ်မှာဆိုလို့เนาะလုံးဝဒီနားမှာလည်းလက်ချုပ်လိုက်ထားတာလည်းအဆင်ပြေတယ်ဂျိုင်းလေးတွေလည်းအဆင်ပြေတယ်โอเคခေါ့အငုံကလှတယ်เนาะဒီနေရာလေးတွေလည်းလှတယ်ရင်ကာကြီးပုံစံလေးလည်းလှတယ်ဒီညာလေးတွေထည့်ထားတာလေးလည်းလှတယ်ဂျိုင်းဆက်လေးတွေလည်းအဆင်ပြေတယ်โอเคကောမုံရွာကလှတယ်เนาะဒီအသားလေးတွေတော့မပေါ်စေနဲ့เนาะနောက်တစ်ခါတတိထားမယ်ဒီလက်လေးတွေကစားလက်လေးတွေဒီဟာလေးတွေလည်းလှတယ်ဒါဆိုလက်မြောက်ကတော့အရင်ခတ်နေလားမခတ်ဘူးเนาะရတယ်เนาะโอเคကော